ငါတို့ဟာတာကောင်းပဲလို့ဘာကြောင့်ယုံကြည်ထားလဲပူထူးစင်အိမ်မရဲ့စူတောင်းကန်ကန်အောင်စိတ်နဲ့ကိုမျောလင်းတဲ့လမ်းစဉ်ပူထူးစင်အိမ်မရဲ့ကြောက်တရားရဲ့အောက်မှာကိုဘဝကိုယ်တိုင်မွေဒီနေ့တွေတိုင်းဟာစင်ကြွေထွေးလူဖြစ်စေထောင်းစားတိုင်းပြောစရာချုံရင်ပြောပြလိုက်你ငိုချင်လိုက်ငိုလိုက် ခံစားချက်တိုင်းပဲရင်ခုန်နေတာပါကြွလဲအချစ်ဆိုတာကိုရင်ဆိုင်မရမှတ်သည်ဘာကြောင့်ညစိတ်အောင်ငယ်ပူထူးစင်လူဖြစ်ချင်နေရတိုင်းမှာကိုဘဝကိုယ်တိုင်ဝေးဒီကြောက်စိတ်လေးမှာစင်ချင်တွေ့လူဖြစ်စေထောင်းတာတိုင်းပြောကြချုံရင်ပြောပြလိုက်မင်းငိုချင်လိုက်ငိုရှိတိုင်းဟာချိန်နေတာမှာငါတို့ပူထူးစင်သမားပြောစရာချုံရင်ပြောပြလိုက်အချိန်ဆိုတာကိုရင်ဆိုင်မ